ချစ်သူကောင်အိမ်တော်ဘက်ကောင် relationship ကောင်အဖော်မုံငါ့ကိုရရှိမယ်စမ်းနေပွင့်မယ်ခက်ခဲကြံ့ကြာနေတဲ့အတွဲတွေအကုန်လုံးလည်းမင်္ဂလာဆောင်မှုအတွက်ဒီကာလလေးရဲ့မှာအချိန်ခါတမယာကောင်းလေးပဲဖြစ်ပါတယ်ရှင်လာမယ်နိုဝင်ဘာလထဲမှာကန့်ကောင်းပြီးတော့ကန့်နေပွင့်လန်းလာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်နမဲအစအခရာပိုင်ရှင်လေးတွေကိုဆီယမတက်တုံမှာဟောကြားပေးလိုပါတယ်ရှင်ပထမဆုံးကန့်ကောင်းလာမယ်နမဲအစအခရာပိုင်ရှင်လေးရတော့ကန်ဆိုးနေရလဲကြာပြီးခေါင်းရှုပ်စရာဆိတ်ရှုပ်စရာခဲဆွဲနေရတွေလဲကြာပြီးအခက်ခဲတွေလဲဖြစ်နေတာကြာပြီးရနေပြီးတော့ကန့်ကောင်းလာမယ်ဆရာမတို့လိုထက်စင်လူဓာရီဇာမြင့်ဆွဲစလုံးညအခရာနဲ့စတဲ့သူတွေဖြစ်ပါတယ်။ကောင်းချီးမင်္ဂလာကံတရားတွေရောက်လာပြီးဒါပေမဲ့နည်းနည်းတော့သတိထားပေးရမယ်။လေချောင်းရေချောင်းသွားတဲ့နေရာလေးတွေရေချောင်းပေါ့နော်သူတပင်ရေချောင်းနဲ့ပါနဲ့သွားမဲ့နေရာလေးတွေမှာနည်းနည်း view ဆိုင်ပြီးငွေခံလေးတွေလည်းကောင်းလာပြီးပတ်စံတွေစီးပွားတွေလည်းတိုးတက်လာမယ်ပညာရဲ့အသက်တွေကိုလည်းလေးလာစီးပူရမယ်စာမေးပွဲဘာဖြစ်မလဲဒီလထဲမှာကြိုက်တာပြီးအောင်မယ်ခါနဲ့ပတ်သက်တဲ့ယောဂလေးတော့တတိထားနောက်ထပ်ကံကောင်းလာတော့မယ်နမဲအစအခရာပိုင်ရှင်လေးကတော့ဟအခရာလေးတွေဖြစ်တယ်အရန်ကံကောင်းနေပြီဟရဲ့ခါခွေးရဲ့ဇာခွဲလေးတွေလည်းအရန်ကောင်းကောင်းနေပြီသူတို့ကံကောင်းတဲ့ပုံစံလေးကတနည်းစနစ်တည်းတူတယ်ဟာအခရာခါဝေးသမားတွေဇာခွဲသမားတွေချစ်သူကောင်အိမ်တော်ဘက်ကောင် relationship ကောင်အဖော်မုံငါ့ကိုရရှိမယ်စမ်းနေပွင့်မယ်ကို့လာပြီးတော့သဘောကျတဲ့သူတွေကစိတ်ကူးစိတ်တန်းတွေတထက်သေးတွေကြပြီးတော့အောင်မြင်အဆင်ပြေနိုင်တယ်အိမ်တော်ဘက် relationship မျိုးရရှိမယ်အနည်းနည်းအလားလာမှာပေါ့နော်ညာဖို့မင်္ဂလာဆောင်ဖို့ရည်စူးထားပြီးတော့ကြံ့ကြာနေတဲ့ IDRS တွေပဲဖြစ်ဖြစ်ပတ်စံစုအချောင်းမျိုးနဲ့ခက်ခဲကြံ့ကြာနေတဲ့အတွဲတွေအကုန်လုံးလည်းမင်္ဂလာဆောင်မှုအတွက်ဒီကာလလေးရဲ့မှာအချိန်ခါတမယာကောင်းလေးပဲဖြစ်ပါတယ်ရှင်အဲ့တော့ခါခွေဇာခွဲဟအခရာသမားလေးတွေခါငယ်နဲ့ပါတယ်နော်ခါခွေဇာခွဲခါငယ်ဟအခရာသမားလေးတွေ relationship ကောင်းပါတနာကောင်းလေးတွေကိုရရှိမယ်အဲ့လိုတည်းမှာရာတို့လာစာတိုးကိန်းနေရှိရင်နောက်တော့ရုတ်တရက်နာမည်တိုးကြီးကိန်းနေဖြစ်နေတယ်ရုတ်တရက်နာမည်ကြီးကိန်းနေဟာဒီလုံကဒီနာမည်အစားအခရာပိုင်ရှင်အမှုပညာသမားလေးတွေဗာလေးတွေပဲဖြစ်ဖြစ်နောက် professional သမားလေးတွေပဲဖြစ်ဖြစ်ရုတ်တရက်နာမည်ကြီးကိန်းနေဖြစ်နေတဲ့အတွက်ကြောင့်မလို့အဆင်ပြေနေတဲ့ကောင်းမွန်နေတဲ့ကာလပေါ့နော်နိုဝင်ဘာလထဲမှာကောင်းနေတဲ့ကံတွေကိုတော့အလတ်အသက်မကြော်သွားစေချင်ဘူးပေါ့နော်နောက်ထပ်ကံဆိုးမှုတွေကနေပြီးတော့မှတတ်တလာမှာနားငယ်ရှားပလက်သမားလေးဖြစ်ပါတယ်နားငယ်ရှားပလက်သမားလေးတွေကကံဆိုးမှုလေးတွေကနေပြီးတော့ဂျင်းနဲ့ချက်တွေကနေပြီးတော့မှအဆင်ပြေလာပြီလို့ပြောလို့ရတယ်ပြီးခဲ့တဲ့နှစ်လောက်မှာသူတို့ကလူးလိုက်နေအောင်ခံခဲ့ရတာလေအိမ်တော်ရေးတို့ဒီသားသမီးရေးတို့စီးပွားရေးတို့ကတော့အခုသူတို့ပြန်ပြီးတော့ကံကောင်းလာနိုင်တဲ့အနေအထားတီကိုရောက်ရှိနေပြီလို့ပြောကြလို့ပါဒါကြောင့်နားငယ်ရပ်ပလက်သမားလေးရဲ့ fighting သူတို့ကတော့စိုးနေရနေကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်လေးရှိတာပေါ့နော်ကံကောင်းလာမဲ့သူတွေကဘာလို့ရမလဲပို့ပြီးတော့ကံကောင်းလာမယ်ပို့ပြီးတော့တစ်ချက်ဖိုးလောက်ဝင်မဲ့နေရာနေ100ဖိုး3သိန်းဖိုးလောက်ဝင်ဖို့အတွက်ဘာလို့ရမလဲရတရားအနေနဲ့ငါလွတ်ပေးရမှာလေအလူဒဏ္ဍပြုလုပ်ပေးရမှာလေပြုလုပ်ပေးရမှာပေါ့အဲ့ဒါဆိုပို့ပြီးတော့ကံကောင်းလာမှာပေါ့အားလုံးပဲကျမ်းမာချမ်းသာဘေးပြဝေးကွာပြီးတော့တက်ရှိကျမ်းမာစိတ်ချမ်းသာကြပါစေလို့ဆရာမထက်တဲ့ထုံမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ရှင်